ပါမင်္ဂလာပါနဲ့ဘာလို့ဘောကနေခံစားလို့လာပြ ခြေတော့ကျွတ်တယ် လူခံစားရလဲ ကျွတ်တယ်ပြီးတော့ငါဆမ်းနေတယ် မချက်လို့ကန်ဟုတ်လောက်ကြာ လင်းငါထားတာ အခုဒီဈေးကောက်ပြဘာနေကျင်လောက်ရှိပါလဲ စိတ်ကတည်းက6ချိန် ဒီကောက်ဘာလို့ပြတဲ့အချိန်နဲ့ပြပြီးတဲ့အချိန်မှာဘယ်လိုလေးကွာချသွားလဲ ပဲတော့တော့ ဒီရစီရီကုသပေးရဲ့ပုံမှာဘယ်လိုလေးခံစားရလဲ ကောက်ပါဒီတဲ့တော့ရှိပါ ဈေးကောက်ဘယ်လိုလေးသိရလဲပါ လိုက်ပုံမှာဒီဒီ online မှာသူဘယ်ကနေလာပြလဲ ပါလာတော့ ဟုတ်တယ်ဟုတ်ကဲ့ဒီမှာ